ကုသိုလ်ပြုလိုက်လို့ရှိရင်ကုသိုလ်ရတယ်အဲ့တော့ကုသိုလ်ပြုတယ်ဆိုတာကဘယ်လိုပြုတာလဲကုသိုလ်ရတယ်ဆိုတာကတော့ဘယ်လိုရတာလဲဒီလိုလေးအဓိပ္ပာယ်တက်မိလိုက်ရင်ကျတော့နည်းနည်းခက်သွားတယ်နော်အဲ့တော့ဒီစကားလုံးလေးနှလုံးအဓိပ္ပာယ်ကိုရှင်းကြည့်အောင်နော်ကုသိုလ်ပြုတယ်ဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားဟောကြားထားတဲ့တရားတော်တွေထဲမှာဘုရားဘာသာတွေပြုရမယ့်လုပ်ငန်းကဒါနရယ်သီလရယ်ဘာဝနာရယ်ဆိုတဲ့သုံးခုဟာအမှန်ကတော့ဘုရားဘာသာလေးလိုက်နာကျင့်သုံးရမယ့်လုပ်ငန်းရဲ့နာမည်ပါပဲဒီလုပ်ငန်းလုပ်တာကိုကုသိုလ်ပြုတယ်လို့ခေါ်ပါတယ်ဟုတ်တယ်မလားဒါနနဲ့လည်းပဲကုသိုလ်ပြုလို့ရတယ်သီလနဲ့လည်းပဲကုသိုလ်ပြုလို့ရတယ်ဘာဝနာလည်းပဲကုသိုလ်ပြုလို့ရတယ်နော်မြတ်စွာဘုရားကဘာလို့လုပ်ငန်းကိုဒီသုံးမျိုးခွဲပြီးတော့ဟောတာလဲဒါလေးကိုလည်းပဲနည်းနည်းအခြေခံလေးအစကြည့်လိုက်အောင်နော်ဒီသုံးမျိုးကိုခွဲရရင်အကြောင်းရင်းကကုသိုလ်ပြုဟုတ်တယ်မလားကုသိုလ်ဆိုတဲ့စကားလုံးကပါဠိစကားလုံးကိုသုံးနေတဲ့အခါကျတော့တမျိုးကြီးဖြစ်နေတယ်လူတွေမှာကအမှန်ကတော့မဟုတ်ပါလူတယောက်ကိုလူကောင်းဖြစ်အောင်လုပ်ပေးတဲ့တရားကိုကုသိုလ်လို့ခေါ်ပါတယ်ဒီလူတွေပဲဖွင့်မှာနော်လူတယောက်ဟာကုသိုလ်သူစတဏမှာဖြစ်တဲ့စိတ်ကလည်းပဲကုသိုလ်စိတ်သူပြောတဲ့စကားကလည်းကုသိုလ်စိတ်နဲ့ရှင်းပြီးတော့ပြောတဲ့စကားသူကြံစီတဲ့အကြံစီကလည်းကုသိုလ်စိတ်နဲ့အကြံစီတာဆိုလို့ရှိရင်အဲ့ဒီလူကိုလူကောင်းလို့ခေါ်ပါတယ်အဲ့ဒီလူကောင်းဖြစ်အောင်လုပ်ပေးတဲ့တရားကိုကုသိုလ်လို့ခေါ်တယ်ဒါပေမဲ့အဲ့ဒီကုသိုလ်ကိုမိမိတဏ္ဍာမှာဖြစ်အောင်လုပ်တော့မယ်ဆိုလို့ရှိရင်တဲ့ဒါနနဲ့လုပ်လို့ရတယ်ပထမအခြေခံနော်ဒါနဆိုတာတခါဘာလဲလို့ပြန်ကြည့်လိုက်ဒါနဆိုတာကိုယ်ပိုင်တဲ့ပစ္စည်းသူတို့ကပေးတာကိုဒါနလို့ခေါ်တယ်နော်ဘာရဲလို့မပြောဘူးနော်ကိုယ်ပိုင်တဲ့ပစ္စည်းနော်ကိုယ်ပိုင်တဲ့ပစ္စည်းသူတို့ကပေးတာကိုဒါနဘာလို့ပေးရဒါကိုကြည့်ရနော်ပေးတယ်ဆိုတာကနှစ်မျိုးရှိတယ်ဟိုဘက်ကအလှူခံပုဂ္ဂိုလ်ကိုကြည်ညိုလို့တော်၎င်းမေတ္တာရှိလို့တော်၎င်းသို့မဟုတ်တနာလို့တော်၎င်းဟိုဘက်ကပုဂ္ဂိုလ်ရဲ့အချင်းတွေကိုကြည့်ပြီးပေးတာခုခင်ဗျားတို့ဘုန်းကြီးတွေစွန့်ကတ်တယ်ဆိုတာကြည်ညိုလို့လားလို့တာလေဒါလားလို့တာနော်ကြည်ညိုလို့လှူတာလေနော်ဟိုခွေးလေးတွေပါလေးတွေကျွေးတယ်ဆိုတာတနာလို့ကျွေးတာလေဟုတ်တယ်မလားနော်အဲ့ဒီလိုဟိုဘက်ကပုဂ္ဂိုလ်ရဲ့အခြေအနေကိုကြည့်ပြီးတော့ပေးတဲ့အပေးရှိနောက်တဲ့အခါအဲ့ဒီဟိုဘက်ကမိမိကိုပေးအောင်လုပ်လိုက်တဲ့လုပ်ငန်းရှိတယ်အဲ့ဒါကဘာလို့ဆိုတော့ဟိုအနိုင်အထက်တောင်းလို့ပေးရတယ်ဟုတ်တယ်မလားမပေးလို့မဖြစ်ဘူးလေသူကအနိုင်တဲ့တောင်းလာတာကိုမပေးရင်တကူကုတ်ကကြီးအန္တရာယ်ရှိမှဆိုတော့ဒါပေးရတယ်လေအဲ့ဒီအခြေအနေကပေးတာလည်းရှိရဟုတ်တယ်မလားပေးရတယ်ရှိရအဲ့တော့ပေးရတာကအဲ့လိုဖြစ်လာဒါတွေဟာအဲ့ဒီပေးနေဟာဟိုဘက်ကပုဂ္ဂိုလ်လှူခံပုဂ္ဂိုလ်ဘက်ကနေပြီးတော့အကြောင်းဖြစ်ပြီးတော့လာတဲ့ပေးနေနောက်တစ်ခါဟိုဘက်ကပုဂ္ဂိုလ်ကအလှူခံဘက်ကအကြောင်းမဖြစ်ဘဲနဲ့မိမိအတွင်းတဏ္ဍာကနေပေးရင်စိတ်ပေါက်လို့ပေးတဲ့ပေးနေရှိသေးတယ်နော်ပေးတဲ့ပေးနေရှိတယ်အဲ့ဒါကဘာလဲဆိုတော့ကိုရလာတဲ့ပစ္စည်းတစ်ခုငါတယောက်တည်းမသုံးမဲနဲ့အများနဲ့ငါခွဲဝေပြီးတော့သုံးမယ်ဆိုတဲ့စိတ်ဓာတ်လေးရှိလာလို့ရှိရင်ပေးခြင်းစိတ်ပေါက်လာအဲ့ဒါကိုသရတရားလို့လည်းခေါ်လို့ရပါတယ်နော်အဲ့တော့ကိုရလာတဲ့ပစ္စည်းကိုကိုတယောက်တည်းမသုံးမဲနဲ့အများနဲ့ခွဲဝေပြီးတော့သုံးတတ်တဲ့အလေးကျင့်လေးကိုမှရလာပြီဆိုလို့ရှိရင်ဒါကိုရလာတဲ့ပစ္စည်းကိုအများနဲ့ခွဲဝေပြီးတော့သုံးတာပေးတာပဲဒါတန်ဝိပါကလို့ပါဠိလိုတော့ခေါ်တယ်အဲ့ဒါကြတော့ဟိုဘက်ကပုဂ္ဂိုလ်ကိုမကြည့်တော့ကိုယ့်ဘက်ကနေကြည့်ပြီးတော့ပေးတဲ့ပုဂ္ဂိုလ်ဘက်ကနေကြည့်ပြီးပေးတဲ့အပေးဟုတ်တယ်မလားနော်ပေးတဲ့ပုဂ္ဂိုလ်ဘက်ကနေကြည့်ပြီးတော့ပေးတဲ့အပေးရှိအဲ့တော့ပေးတယ်ဆိုတာဟာဟိုဘက်ကကြည့်ပြီးတော့ပေးတာရှိတယ်ဒီဘက်ကနေပေးတာရှိဥပမာဖះလောင်းနော်ဇူတိုတို့ဖះလောင်းသူ့ဘဝတော့ကသူပိုင်တဲ့ပစ္စည်းတွေကိုသူကစွန့်ခဲ့တယ်အဲ့ဒီစွန့်တော့ကသူပြောတဲ့စကားလေးကောင်းတယ်ဒီပစ္စည်းတွေဟာတဲ့
ငါရှာတာလည်းမဟုတ်ငါမိဘဘဝတွေရှာခဲ့တဲ့ပစ္စည်းတွေ तू အမွေရတာဟိုပစ္စည်းတွေအများကြီးရရင်ခဲ့တာငါမိဘဘဝတွေဟာတဲ့သူတို့ရှားပြီးတော့သူတို့ပစ္စည်းတွေယူမသွားကြဘူးထားခဲ့တယ်တဲ့ तू ထားခဲ့တဲ့အတွက်ငါကသူတို့အစာဆက်ခံနေရတာတဲ့အဲ့တော့ဒီပစ္စည်းကြီးတွေကိုငါထိန်းသိမ်းစောင့်ရှောက်နေရတာကြီးကငါတော့ဝန်တော့ဝန်ပိုးကြီးပဲလို့ तू အဲ့လိုမြင်လာတော့သူတို့ဟာကိုရှားတဲ့ပစ္စည်းကိုမယူဘဲနဲ့ထားပြီးသွားကြတာငါလည်းပဲဒီတိုင်းထိန်းသိမ်းဆောင်ရှောက်ပြီးဒီတိုင်းကြာလို့ငါသေးသွားရင်ငါလည်းပဲဒီလိုပဲထားပြီးငါလည်းသေးသွားရမှာပဲတဲ့အဲ့တော့ကိုလည်းထားခဲ့ရမယ်တူဓာကြီးထိန်းသိမ်းဆောင်ရှောက်နေရင်ငါတို့ဒုက္ခကြီးတစ်ခုဖြစ်နေတာပဲတို့သူမြင်လာတဲ့အတွက်လူရင်းတဲ့သူယူဆိုပြီးတော့တခါတည်းစွန့်ပြီးတော့ရေသေးဝတ်ပလိုက်တာဒါကြတော့မှရှိတယ်နော်ရေသေးဝတ်ပလိုက်တဲ့အဲ့ဒါမျိုးကြတော့ဘာပေးလေးခေါ်မလဲကဲခုနပေးနေတယ်နော်သူကဒီပစ္စည်းကငါ့ကိုဟိုဝန်တော့ဝန်ဘိုးကြီးပေးနေတယ်လို့မြင်လိုက်တာဒီပစ္စည်းကြီးကနေလေဒီပစ္စည်းတွေကနေတော့သူထင်းသိမ်းစောကြောက်နေရတာလေမပြောင်းမပြေအောင်ထင်းသိမ်းစောကြောက်တာရမပြည့်စည်အောင်ထင်းသိမ်းစောကြောက်တာပြီးတော့လုံနေရတာလေဝန်တော့ဝန်ဘိုးကြီးကိုမှဖြစ်နေတယ်ဒီရှူရင်ငွေတွေပစ္စည်းတွေကနေပြီးတော့ငါ့ကိုဒုက္ခကြီးပေးနေတယ်လို့သူကမြင်လာတဲ့အတွက်လူချင်းတဲ့သူယူဆိုပြီးဆုံးလိုက်တာဟောအလှကံပုဂ္ဂိုလ်ကိုမကြည့်ဘူးနော်ဘာမှမကြည့်ဘူးသူစီကလွတ်သွားရင်ပြီးပြီဒီပစ္စည်းနဲ့သူနဲ့လွတ်သွားရင်ပြီးရောဆိုတဲ့သဘောနဲ့သူစွန့်တာအဲ့ဒီစွန့်လေးရှိတယ်နော်ဓာရီအကုန်လုံးဟာဒါနတွေပဲနော်ခုနကကျိုးဘုန်းကြီးပြောတဲ့ပေးနေအကုန်လုံးဟာဒါနတွေပဲလေဟောအဲ့ဒီလိုဒါနတွေပြုတ်လိုက်တဲ့အခါမှာတဲ့ခုနကတော့ကလို့အနိုင်ထဲတောင်းလို့မဖြစ်လို့ပေးရတာမျိုးကတော့ကုသိုလ်မဖြစ်ဘူးတော်ကုသိုလ်မရဘူးလေနော်ကြံတဲ့ခုနတော့ကသရတရားနဲ့ပေးတာတို့မေတ္တာနဲ့ပေးတာတို့ကရုဏာနဲ့ပေးတာတို့ဆိုရင်တော်ကုသိုလ်စိတ်ဖြစ်တယ်လေအဲ့တော့ပေးတယ်ဒါနဟုတ်လားမလားပေးလိုက်တဲ့အတွက်ကိုယ်တဏ္ဍာမှာကုသိုလ်ဖြစ်တယ်ဟုတ်တယ်မလားအဲ့တော့ပေးတာကကုသိုလ်ပြုတာကိုယ်တဏ္ဍာမှာကုသိုလ်စိတ်ဖြစ်တာကရတာခမည်းတဏ္ဍာမှာကုသိုလ်စိတ်ဖြစ်တာကခမည်းအဲ့ဒါရတယ်လို့ပြောရမှာလေဟိုဘက်ကကြီးသွားမကြည့်နဲ့နတ်ပြည်တွေပါလေဆိုတော့လည်းကားပြောဒီကုသိုလ်စိတ်ဖြစ်တာကိုရတယ်တော့ခေါ်တာအဲ့ဒီကုသိုလ်စိတ်လေးကတခါကြီးကိုလူကောင်းတစ်ယောက်ဖြစ်အောင်လုပ်ပေးတာလေကိုရတဲ့ပစ္စည်းကိုတရားနဲ့မသုံးမနဲ့အများနဲ့ခွဲဝေပြီးမှသုံးနေဆိုကြတဲ့ခမရဒါလူကောင်းတစ်ယောက်ဖြစ်ပြီပေါ့ဗျခေါင်းဆောင်တစ်ယောက်ဖြစ်နိုင်ပြီလေနော်ဩဒါမြတ်စွာဘုရားကဒါနနဲ့ကုသိုလ်ကိုပြုလိုက်လို့ရှိရင်ကုသိုလ်ဖြစ်နိုင်တဲ့အတွက်ဒါနနဲ့မင်းတို့ကုသိုလ်ပြုကြကုသိုလ်ပြုရင်ကုသိုလ်ဖြစ်တယ်လို့ဘုရားချခေါ်တာဒါကုသိုလ်နော်ဒါနဟိုခေါ်ရင်တော့ကျေဤဘောဒါလောက်နေပြအောင်သီလလေးနည်းနည်းပြောခြင်းလို့နော်သီလနဲ့လည်းကုသိုလ်ပြုလို့ရတယ်သီလဆိုတာကျတော့ပေးတာမဟုတ်ဘူးသူကရှောင်တာနော်သူများအသက်မတတ်ဖဲနဲ့ရှောင်တယ်ဗျာသူများဥစ္စာမခိုးဖဲနဲ့ရှောင်တယ်သူတစ်ပါးကိုလင်ညာမပြောဖဲနဲ့ရှောင်တာလေအဲ့ဒါကကိုကသူ့ကိုမတတ်ဘူးမငြင်းစေဘူးမနှိမ့်ဆက်ဘူးဆိုကြတဲ့ကအဲ့ဒီပုဂ္ဂိုလ်ကမချမ်းသာဘူးလားချမ်းသာသွားပြီလေနော်ကိုကြောင့်ဒုက္ခမရောက်တော့ဘူးလေသူ့ကိုကဒုက္ခမပေးလိုက်တဲ့အတွက်ကိုကမချမ်းသာဘူးလားကိုလည်းချမ်းသာတာပဲဟုတ်လားကဲလူတယောက်တတ်ကြည့်ပါတတ်တဲ့ကောင်လည်းဆင်းရဲတာပါပဲခုတတ်နေတဲ့ကောင်လည်းဆင်းရဲတာရှိပါလားကြည့်ပါနော်သူတို့ချမ်းသာသလားလို့မချမ်းသာဘူးနော်သူတို့ကခိုးနေတဲ့သခိုးတွေလည်းမချမ်းသာပါဘူးခင်ဗျာကြည့်ပါလားနော်လိန်ညာနေတဲ့ကောင်လည်းမချမ်းသာဘူးဟိုအလိန်ခံရတဲ့ကောင်လည်းမချမ်းသာဘူးခိုးခံရတဲ့ကောင်လည်းမချမ်းသာဘူးခိုးတဲ့သူလည်းမချမ်းသာဘူးလိန်တဲ့သူလည်းမချမ်းသာဘူးသူကဆင်းရဲတာပဲလေဩဒီဟာတွေကလူကိုဆင်းရဲစေတတ်တဲ့လုပ်ငန်းလို့ဘုရားကသိရလေသိတယ်လို့မင်းတို့အဲ့ဒါတွေကိုရှောင်လိုက်အဲ့ဒါရှောင်လိုက်လို့ရှိရင်ဒါကြီးမှချမ်းသာတဲ့အကျိုးမရဘူးလားလို့အဲ့ဒါကုသိုလ်ရတာလေဟိုသီလလို့ကုသိုလ်ရတယ်ဆိုအဲ့ဒါပြောတာဟုတ်တော့လားချက်ချင်းချမ်းသာတာလေခမည်းကသူများအသက်မတတ်ဘူးဆိုကြတဲ့ခမည်းနဲ့ပတ်ဝန်းကျင်ကလူတွေကခမည်းကြောင့်သိမှမစိုးရင်ရတော့ဟုတ်တယ်မလားခမည်းကတော့မခိုးဘူးဆိုရင်ခမည်းနဲ့ပတ်ဝန်းကျင်ကအိမ်နန်းကြီးတွေကခမည်းအတွက်ဘာမှမစိုးရင်ရတော့ဘူးလေကဲမချမ်းသာဘူးလားတော့အဲ့ဒါကိုလည်းချမ်းသာတယ်သူတို့လည်းချမ်းသာတယ်အဲ့ဒီလိုလှုပ်တာကကုသိုလ်တဲ့အဲ့ဒီကုသိုလ်ကကိုယ်မှာချမ်းသာခြင်းဆိုတဲ့အကျိုးကိုပေးတယ်တဲ့အဲ့ခင်ဗျာကုသိုလ်ရတာပါဟုတ်လားဒါသီလနော်နောက်ဘာဝနာကြည့်လိုက်စိတ်ကလေးကိုညင်အောင်ထားတာကိုဘာဝနာလို့ခေါ်တယ်ဟိုလိုကြီးတွေပါဠိကြီးတွေလျှောက်တော့မနေနဲ့အဲ့ဒါဆိုရင်တမျိုးဘုန်းကြီးတွေတရားဟောတာကကြာပါဠိတွေရောက်သွားတော့မတို့နဲ့မဆိုင်ဘူးလို့ထင်ကြတာတရားအဲ့လိုဖြစ်နေလို့နော်ဆိုင်တယ်ဘယ်သူမှဆိုရတယ်ကိုယ်စိတ်ကလေးကိုညင်အောင်ထားနိုင်လို့ရှိရင်အဲ့ဒါဘာဝနာပါပဲသမထလို့ခေါ်တာပေါ့နော်ဒီစိတ်ကလေးကငြိမ့်နေပြီဆိုကြတဲ့ကိုက
သူအာယုန်တွေဒီကိုရှောက်မသွားတော့ဟုတ်လားအာယုန်တွေကိုရှောက်သွားရင်စိတ်ကပြတ်ပြီလေပြတ်နာဒီပင်လည်းကိုဆင်းရဲပြီအဲ့ဒီကစပြီးမသိတာမသိတာသေးတယ်ဆင်းရဲတော့စနေပြီပြီးရင်သူဘယ်သွားမလဲများသွားပြီခင်ဗျားတို့ကျိုးတို့စိတ်တွေကလှုပ်လိုက်လို့ရှိရင်မကောင်းတဲ့တွေသွားတာများပါတယ်ဟုတ်တယ်မဟုတ်လားနော်ပုထုဇဉ်တဘာဝလေမကောင်းတဲ့တွေသွားလို့ရှိရင်စိတ်ကိုလှုပ်ထလိုက်ရင်ငါမကောင်းတဲ့တွေသွားတတ်တော့ငါစိတ်တွေမကောင်းတဲ့စိတ်တွေဖြစ်တော့မှာပဲမကောင်းတဲ့စိတ်ဖြစ်ရင်ကိုယ်ပဲဆင်းရဲတာလေခင်ဗျာဟုတ်တယ်မဟုတ်လားအဲဒေါသဖြစ်ကြည့်ပါလားလို့ခင်ဗျာလူတယောက်ကိုဒေါသဖြစ်တယ်ဆိုရင်အဲ့ဒီလူကခင်ဗျာဒေါသဖြစ်တာမသိဘူးမသိတော့သူကတော့ဘာမှမနေဘူးခင်ဗျာကတော့ဆင်းရဲနေပြီဟုတ်တယ်မလားဟိုဒေါသဖြစ်တဲ့သူကတော့ဘာမှမဖြစ်သေးဘူးကိုကတော့ဆင်းရဲနေပြီမလားလို့အဲဆင်းရဲနေအဲ့ဒီဟောအကုသိုလ်ဆိုတာဆင်းရဲတယ်ဆိုတာမိမိတဏ္ဍာမှာအကုသိုလ်စိတ်ဖြစ်ရင်မိမိဆင်းရဲတာကိုပြောတာလို့ဟုတ်လားအကုသိုလ်စိတ်ဖြစ်နေတဲ့ချိန်မဆင်းရဲတာပါပဲဘာဖြစ်ဖြစ်လောဘဖြစ်နေတဲ့ချိန်လည်းဆင်းရဲတာပဲဒေါသဖြစ်နေဆင်းရဲတာပဲမောဟဖြစ်နေရင်လည်းဆင်းရဲတာပဲလေဟောအဲ့ဒါကြောင့်မို့လို့အဲ့ဒီဆင်းရဲတဲ့စိတ်တွေမဖြစ်အောင်စိတ်လေးကိုကောင်းတဲ့အာယုံလေးတစ်ခုကိုယူပြီးတော့ညီအောင်ထားတဲ့အလေးကျင့်လေးကျင့်လိုက်တဲ့ကျင့်လိုက်လို့ထားတတ်ပြီဆိုရင်ခင်ဗျ9မိနစ်ထားရင်9မိနစ်ချမ်းသာတယ်10မိနစ်ထားနိုင်ရင်10မိနစ်ချမ်းသာတယ်အဲ့ဒါချမ်းသာတာခေါင်းကဒါနချမ်းသာတာလည်းမတူဘူးသီလချမ်းသာတာလည်းမတူဘူးတွေ့လားနော်သူကတစ်မျိုးချမ်းသာတာနော်အဲ့ဒါကုသိုလ်ပြုရင်ကုသိုလ်ရတယ်ဆိုတာဘုရားပြောတာကဒါနနဲ့လည်းကုသိုလ်ကပြုလို့ရတယ်သီလနဲ့လည်းရတယ်ဘာဝနာနဲ့လည်းရတယ်လေခမရလုံနိုင်ရင်လည်းလုံကုတ်တုံးတာနဲ့လုံလို့ရတယ်ဟုတ်တယ်မလားအခုလှူတာလေဒါနနဲ့လေဒါနနဲ့ကုသိုလ်ရတယ်အဲ့တော့သူကအဲ့ဒီနှစ်ခုကိုချုပ်လိုက်လို့ရှိရင်နော်ဒါနဆိုတာသူတစ်ပါးချမ်းသာအောင်လုပ်ပေးတာကိုဒါနတဲ့သူတစ်ပါးဆင်းရဲဒုက္ခမရောက်အောင်လုပ်တာကိုသီလတဲ့ဟောအဲ့လိုခွဲလိုက်တာကံဘယ်လောက်ကောင်းနော်သူတစ်ပါးချမ်းသာအောင်လုပ်ပေးတာကဒါနသူတို့ချမ်းသာပေးတာကိုပြည့်သိပေးလဲမှတော့ဟိုလူချမ်းသာသွားပြီပေါ့ခင်ဗျဟုတ်တယ်မဟုတ်လားကိုကတရားပေးလဲသူတရားရသွားပြီလေ1000ပေး1000ရသွားပြီလေဒါချမ်းသာအောင်လုပ်ပေးတာလေသီလဆိုတာသူတစ်ပါးဒုက္ခမရောက်တော့ဘူးလေဒုက္ခမရောက်အောင်ဆင်းရဲဒုက္ခမရောက်အောင်လုပ်တာသီလတဲ့နော်ကိုယ်စိတ်ကိုချမ်းသာအောင်လုပ်တာကဘာဝနာတဲ့ကဲအဲ့ဒါကသူများနဲ့ဘာမှမဆိုင်တော့ဘူးနော်မဆိုင်တော့ဟိုကသူများနဲ့ဆိုင်နေဒါနနဲ့သီလတွေ့လားနော်ဘာဝနာကျတော့သူမပါတော့ဘူးခင်ဗျားတယောက်လည်းကိုယ့်ဘာကိုထိုင်းနေအောင်ရှိတာပဲချမ်းသာတာပဲလေ7 minutesဆိုင်7 minutesချမ်းသာပါတယ်နော်အဲ့ဒါကိုကုသိုလ်ပြုရင်ကုသိုလ်ရတယ်ဆိုဘုရားဟောတယ်ဆိုတာကလူတွေကုသိုလ်လေးနဲ့နေတာထိုင်တာအောင်အလေးကျင့်လေးတွေရအောင်ဘုရားကလုပ်ပေးတာနော်လားဒါကိုလှုပ်သွားရမှာလေအဲ့ဒါဆိုကိုကုသိုလ်ရလာပဲလေအဲ့ဒီကုသိုလ်စိတ်ဖြစ်နေတာကိုပဲလေချမ်းသာတယ်လို့ယူလိုက်အဲ့ဒါကိုအကျိုးလို့ယူတာပြီးတော့မှကျတော့အဲ့ဒါအကျိုးပဲဝိပဲဆိုတာအဲ့ဒါပြောတာဟုတ်တယ်မလားနော်အကျိုးပဲဟောဒါကြောင့်မို့တော့ငါဒီကနေ့သာသနာတက္ကသိုလ်ကုသိုလ်လာလုပ်တယ်ဟုတ်တယ်မလားငါသားကြီးတောင်းယူပြီးတော့ငါဒီကုသိုလ်တွေဖြစ်တယ်ခမရသားကြီးလည်းသိသွားရင်ဟောငါကိုကြောင်းပြီးတော့ငါဖေကုသိုလ်တွေဖြစ်နေတယ်ဆိုရင်ကဲသူလည်းဝန်တာမှာကဲသူကမရဘူးလားကုသိုလ်ခမရကုသိုလ်စိဖြစ်နေတယ်ဆိုသူကမချမ်းသာဘူးလားလို့ချမ်းသာတာသူလည်းအဲ့ဒါကိုသူကုသိုလ်ရတယ်ပြောတာသူရတယ်ဆိုတာလေခမရအကုသိုလ်တွေဖြစ်ပြီးတော့ဒုက္ခတွေရောက်နေတယ်ဆိုသူချမ်းသာပါမလားမချမ်းသာဘူးမချမ်းသာဘူးလေတယောက်ကုသိုလ်လုပ်လိုက်လို့ရှိရင်တယောက်ကုသိုလ်ရတယ်ဆိုတာအဲ့ဒါပြောတာခမရကုသိုလ်လုပ်လိုက်ရင်သူလည်းရတာပဲလေသူကုသိုလ်လုပ်ရင်လည်းခမရရမှာပဲလေဟုတ်တယ်မဟုတ်လားအဲ့ဒါကိုပြောတာကုသိုလ်